ဟဲ့ချိန်မမှန်ဒီနေရာလေးကမြဲတမ်းစောက်ကျင်နေအချိန်မှန်မှန်နေပါလေဒီနေရာတော့မင်းဘာလောက်တာလဲငါ့ရေပြောဘာဖြစ်လို့လဲဦးကြီးဘာလာလောက်တာလဲဟောကြောင်းရှိလို့ပေါ့ဟဲ့အကြောင်းရှိလဲမလာနဲ့နောက်ဘယ်တော့မှမလာပါနဲ့ကွာငါအိမ်မင်းလာရင်ဟာကြက်တွေတုံးလို့ဘာဖြစ်လို့လဲဦးကြီးရဲ့ဒီတငယ်ချင်းလေး2ယောက်ရှိတယ်ဒီတငယ်ချင်း2ယောက်ရှိဘယ်2ယောက်ရှိမလာနဲ့ကြာရင်ငါ့ကောင်ကတတ်တည်သွားလိမ့်မယ်မင်းလာနေတာများရင်ဟောဘာဖြစ်လို့လဲဦးကြီးရဲ့ဟဲ့ပြန်အခုပြန်သွားဘာဖြစ်လို့ခလေးကိုစူးနေဘာခလေးလဲပြန်သူကြည့်တော့ငါမိမကြီးရင်မငါမွေးမငါမိမနောက်လင်လောက်ရှိတော့ကောင်ကဘာဖြစ်နေရလဲဦးကြီးရီလို့ကောင်းအောင်မမနေနဲ့သွားတော့မင်းသွားတော့ရောက်အေးစေးပေါ့ဦးကြီးဟဲ့သွားဟောဘာဖြစ်လို့လဲလို့ဘာဖြစ်လို့လဲဘယ်သွားပါငါဘာကိစ္စရှိလဲမရှိဘဲနဲ့သူများရင်လေရလေရကွာသူများရင်ကြိုက်မှမသိမကြိုက်မှမသိမင်းတို့အလုပ်လုပ်နေတယ်ဒီဦးကြီးရဲ့ဒီကာလမှာမင်းစီကိုလာပြီးတော့မင်းတို့စိတ်ဒုက္ခပေးရမှာဟိုကငါအလုပ်ဖြစ်နေတယ်မပြောင်းလားမပြောင်းလားဟိုဘုံမှုတင်နေအောင်ခေါ်လိုက်ပို့ဆိုးတယ်မင်းမနေ့ကတည်းကလည်းအများကြီးပဲငါ့ကိုဒုက္ခပေးပြီးတော့မင်းတော်ပြီလားတူထိုးမလားဘာမထိုးဘူးမင်းအခုဘာလို့မပြန်မလားမပြောင်းလားမပြန်ဘူးလို့ဦးကြီးရဲ့မပြန်ရင်စကားကိုတခွန်းမှမပြောနဲ့ဟောမင်းငါ့ကိုစပြောတာအေးဟုတ်ပြီအခုကစာပြီးမင်းငါ့ကိုစကားတခွန်းမှမပြောနဲ့တော့မင်းပါးစပ်ကိုပိတ်ထားလိုက်တော့မပြောနဲ့ဆိုမင်းမပြောနဲ့ဆိုမပြောဘူးတော့ပြောဆိုမှပြောမယ်အခုမပြောနဲ့ဆိုတဲ့အချိန်မှာငါလုံးဝမပြောဘူးဒါပဲမင်းပြောဆိုရင်ပြောမယ်အဲ့တော့တော့မင်းအခုများနေမင်းပြောတာကိုများနေပြီမင်းစိတ်စပ်စောက်ပတပိတ်ပြောထားပြောင်းသွားလိုက်ဟလားအာရောက်ကွာရောက်ကွာထဲမှာလုံးမရှိတိုင်းမရှိအမြဲတမ်းအိမ်လာပြီးစက်တေလာတုံးနေလာတာကွာမပြောနဲ့လို့မင်းကပြောနေနော်ဟောဒီမှာတင်သာဝင်းကျော်ကန်းချိန်မှာမင်းမင်းမျက်လုံးနဲ့ကြည့်တိတ်တိတ်လေးပြောဟိုဘက်ကိုလှည့်နိုင်လှည့်ထားလိုက်ဖြစ်နိုင်ဘယ်နဲ့ကွာဇောမင်းကပါလေဟဲ့အောင်စကားမပြောနဲ့ဒီတော့စိုင်းတီးရတာဗာတီးတာဗာတီးဘယ်နဲ့ကွာမပြောဘူးဟဲ့ဟောလည်းမကြည့်နဲ့မပြောနဲ့ပြောတိတ်သူများအိမ်မှာနေသူများစီကံမယ်စစ်မှုထမ်းတင်တန်းကြောင်းစစ်မှုထမ်းတင်တန်းကြောင်းဩငါပို့လိုက်တဲ့စစ်မှုထမ်းနေတယ်သူတို့အပတ်စဉ်တင်တန်းကြောင်းစစ်မှုထမ်းတင်တန်းအပတ်စဉ်မမိမအောင်စစ်မှုမထမ်းဘူးဟေ့မပြောနဲ့လေမင်းငါပြောနေတယ်ငါပြောတော့ငါဘာငါပြောရင်ပြောမယ်ငါအိမ်မင်းဝင်မပြောနဲ့သူများတွေကြတော့စစ်မှုထမ်းဖို့ပို့ပြီးမပြောနဲ့မိမကြတော့ဟေ့မပြောနဲ့လို့မပြန်မလားမပြန်ပြန်တိတ်နေစစ်မှုထမ်းတင်တန်းရည်ရွယ်ချက်ပါလေရန်သူကိုတတ်ဖို့ကောင်းလိုက်တဲ့ရည်ရွယ်ချက်ကွာရန်သူကိုတတ်ဖို့အဲ့စိုင်းပုတ်တွေကတ်နေတယ်အခုမဟုတ်တိတ်နေပြောပြတာလေမပြောနဲ့စစ်မှုထမ်းတင်တန်းမှာစိုင်းပုတ်ကြီးတွေကတ်တယ်တဲ့နားလေငါသတင်းဖတ်နေတယ်ပြန်မလားမပြန်ဘူးလို့တိတ်နေစစ်မှုထမ်းတင်တန်းရည်မှန်းချက်ရည်ရွယ်ချက်ရန်သူကိုတတ်ဖို့ကောင်းလိုက်တဲ့စကားကောင်းလိုက်တဲ့ရည်ရွယ်ချက်ဒါမျိုးဖြစ်နေရမယ်ဟုတ်လားရဲတိုက်ရဲတက်ကျူပင်ခုတ်ကျူငုံမကြံစီရအကုန်တက်ဆိုင်မဆိုင်တက်ကျူပင်မဟုတ်ကျူငုံတယ်မဟုတ်မြေကြီးတွေပါတူးပလိုက်အဲ့ဒါမျိုးကြတော့သေအေးတယ်တပ်ပြပကိုးတိုင်းတက်နေမင်းလာမျိုးနဲ့ပကိုးရုံးမအတွင်းမှာစစ်ကြောင်းထိုးရင်ဆဲအတွင်းမှာရေချိုးနေတဲ့စစ်ခွေးနှစ်ကောင်မွေကြိုက်ရေနစ်၍တည်ဆုံးကောင်းပါရဲ့တဲ့င်းဟေ့မဖြစ်နိုင်ဘူးအဲ့ဒါကြီးဘာဖြစ်လို့တော့မဖြစ်နိုင်ဘူးဒီမှာရဲတက်ဆိုပြီးတော့တင်ချတင်ပေးလိုက်တဲ့စစ်မှုထမ်းတွေကသူ့ဘာသူချောင်းနဲ့တွားပြီးတော့မွေကြိုက်ရေနစ်တရားအောင်မဟုတ်သေးဘူးမူးယူပြီးတော့ရေစင်းချိုးတာလေးဆယ်တဲ့ဟိုမင်းကလည်းမွေကြိုက်မှာပေါ့ပြည်သူမြစ်တာဆူးနေတဲ့ကောင်လေးဒီပါလေဒီမှာမင်းတို့တင်းနေမှန်တာမဟုတ်ဘူးအဲ့ဒါကြီးမင်းတိတ်နေလိုက်စကားဝင်မပြောနဲ့ကွာမပြောနဲ့
ဘယ်နဲ့မုံရွာမြို့နမခမှာဖြော်ပြရေးအစီအစဉ်နိုင်ငံကျော်ဒိန်းတောင်ခင်လိုင်းဖြော်ပြတင်ဆက်မှုကောင်းလိုက်တာအနုပညာရှင်ကြီးတွေလေးစားတယ်ဗျာမောမကြီးတွေဟုတ်တိတ်နေမြန်မာနိုင်ငံရဲ့အားထားရဆုံးအနုပညာရှင်ကြီးတွေအော်ဒီနှစ်ကောင်ကမြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်ထားတဲ့အနုပညာရှင်ကြီးတွေမြန်မာနိုင်ငံရဲ့ပြောရမယ်ဆိုရင်မျိုးချစ်ဆုံးအနုပညာရှင်ကြီးတွေတိုင်းပြည်ကိုချစ်တဲ့ကောင်တိုင်းပြည်ကိုချစ်တဲ့လူတွေလေးစားဖို့ကောင်းတယ်တိုင်းပြည်ကိုဒိန်းတောင်ဆိုဘယ်လောက်ချစ်လဲအခုမင်းတိတ်နေရွေးကောက်ပွဲတော့မဲတော်မထည့်ဘူးလေတိတ်နေ तू ကဘတ်မလိုက်တတ်ဘူးအော်နိုင်ငံသားမဲထည့်ရမှာဗောအနီလည်းမထည့်ဘူးအစိမ်းလည်းမထည့်ဘူးအော်ဒီနိုင်ငံမှာနေမင်းတခုတော့ပြပြတသားမဲထည့်ရမယ်ကာလမှာမဲထည့်ရမယ်ဘယ်မှမထည့်တာဒါ तू ကတိကျတယ်ဘယ်ဘတ်မှဘတ်မလိုက်တာအေးပါတားလေးစားဖို့ကောင်းတာအမတန်ကောင်းတဲ့လူရှင်တော်ကြီးတွေအဲ့မုံရွာမြို့မှာမုံရွာမြို့နာမခမှာပွဲကပျော်ပွဲရှင်ပွဲပျော်ပြတင်ဆက်မှုအတွက်ဒီလူရှင်တော်ကြီးတွေအသက်အန္တရာယ်စိုးရင်ရတဲ့အတွက်လုံခြုံရေးကိုစိုးလုံခြုံရေးအရာမုံရွာမြို့ပတ်လေကိုလေရင်နဲ့ကျဲတယ်ဘုံနဲ့ပစ်တယ်အမြောက်နဲ့ပစ်တယ်လုတ်တင်တယ်လေဒါကတော့ဘာပဲပြောဒီဘက်ကပျော်နေပါနေတဲ့တထက်တို့မိသားစုတွေမျိုးချစ်ပုဂ္ဂိုလ်ကြီးတွေပျော်နေပါနေတင်ဆက်နေတဲ့အချိန်မှာဘေးနားမှာအန္တရာယ်ဆိုတာပြောလို့ရတာမဟုတ်ဘူးပြည်သူတွေမပျော်နဲ့ဖိထားတာသေတော်ကောင်းမှဖိထားတာတတ်တော်မလားနဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်ဖုံးကန်ရွာစစ်စေးရေးဂိတ်ကနေ PTV သွားတဲ့ရဲဒုတက်ချက်အပါဝင်3ကောင်ကိုလက်ပစ်ဘုံဖုံး3လုံးငွေ3,9,800ကျပ်နဲ့အတူပြည်သူ့ကာကွယ်ရေးဖွဲ့များမှာအရှင်ဖမ်းဆီးရမည်ဟေ့ဒီမှာဖြော်ပြရေးပြောနေတယ်ဒီမှာလည်းဖြော်ပြရေးဒီကောင်လေး PTV သွားမယ်ရဲ3ကောင်ပြည်သူ့ကာကွယ်ရေးဖွဲ့တွေအရှင်ဖမ်းမိတာလေဒီကောင်တွေကလည်းဒီမှာပျော်လို့ရတာဘယ်ကိုသွားလဲမသိဘူးပြောတော့မပြောလိုက်ရဘူးဟမ် KTV သွားတဲ့ကောင်လေး3ကောင်မဖြစ်နိုင်ပါဘူးကွာမင်းဖြစ်နိုင်လို့တရင်မှာပါလာတာဗောအဲ့လိုကောင်တွေခဏမိတယ် KTV မှာမူယူပြီးချင်းချင်းနဲ့ထပ်ပြစ်ငါတို့ထဲကမျိုးချစ်ပုဂ္ဂိုလ်ကြီးတွေအဲ့ဒီလိုတိုင်းပြည်ကာကွယ်နေတဲ့လူတွေက KTV မသွားဘူးကွာမင်းတို့သတင်းတွေကတက်ကိုကွာအဲ့ဒါအာဘော်ဒီဘာမှလည်းနားမလဲဘူးအာဘော်ဒီမေလ21ရက်နေ့ရွှေကျင်မြို့နယ်အကျန်းဖတ်စစ်တပ်ကအကျန်းဖတ်အဲ့ဒါကိုတွေ့လားရေးထားတဲ့သတင်းကိုကရေးတဲ့ကောင်ကနားမလဲတာတက်ချဲ့ကားပြီဘလို့ချဲ့ကားတာအကျန်းဖတ်တို့စစ်ကောင်စီအကျန်းဖတ်တို့သူ့ဘာသူအကျန်းဖတ်ရုံမကလို့အကျန်းမဲ့တက်မင်းတို့လက်ဆိုင်လားအဲ့ဆိုပြင်ဖတ်လိုက်တယ်ကွာဖတ်စစ်တက်လို့ဘာဖတ်စစ်မလို့ချင်ဘူးဘယ်ကွာတို့ပြည်သူကောက်ကွယ်နေတော့တတ်မလို့သားများလို့ပြောရင်ရတဲ့ဟာကိုကွာအကျန်းပတ်ဒီပိုင်းအော်ဒီခေနိုင်ဒိန်းတောင်ပွဲကနေတဲ့အချိန်မှာတော့မုံရွာမြို့ပတ်လေကိုလက်နက်ကြီးနဲ့ပစ်လေနဲ့ကျဲတဲ့ကောင်တွေကအဲ့ဒါတို့ကြီးကဘာဘာတွေပြောတို့ကြီးကဘာဘာတွေပျော်နေတဲ့ဟာကိုဒီပြည်သူတွေပျော်ရမယ့်အချိန်လေးဒမ်းမတူရင်မနှိမ့်နဲ့ပြည်သူပျော်ကြမလို့ဘူးပျော်မှာဆိုလို့ဟိုဘက်ကိုလက်ဖဲ့ထားတာရှင်းတယ်နော်အေးတန်းဖဲ့ထားတာဟဲ့တရင်ဖဲ့တာအောင်နောက်တော့မေလ21ရက်နေ့ရွှေကျင်မြို့နယ်အကျန်းပတ်စစ်တပ်အဲ့ဒါယူငါမကြိုက်နေတာကွာငါစကားကြီးမှာကွာကန့်လိုက်ခံနေတယ်စစ်တပ်ပေါ့ကွာထားလိုက်ပေါ့ပြည်သူ့ကာကွယ်ရေးစစ်တပ်စရန်တပ်အာမီမှတန်သိပ်စခန်းမှာတပ်သားများကရောဘာချန်နတ်စင်တရားပေါ်တွင်ခရီးသွားနေသောပြည်သူများကိုအကြောင်းမဲ့တနက်ပြစ်ပစ်ခတ်ခဲ့ရာ3ဦးဒဏ်ရာရနဲလိုက်တာကွာတရားတစ်ခုလုံးပြစ်တာ3ဦးလေလားကွာအော်ပြည်သူတွေလေကွာပြည်သူမတူဟဲ့အောင်အဲ့နေရာဆိုတာပြည်လည်းမဟုတ်ဘူးKNUလည်းမဟုတ်ဘူးကျင်တို့ဘာလို့ဆိုတာအဲ့နားမှာတပုံစခန်းများတယ်မသိလားအဲ့နားမှာ PDF တွေညာရွက်နေတာသူ့ဘာသူပြည်သူအောင်ဆောင်နဲ့ဆောင်နေမှာပေါ့ PDF ကအဲ့တော့ချအကုန်ပြရမှာအော်တနိုင်ငံလုံးကမင်းတို့စိတ်ထဲမှာ PDF များမှတ်ဒါပဲအကုန်ချပြရမယ်ဟာကွာဘာမှမဖြစ်ပဲနဲ့ဒဏ်ရာလေးလောက်ပဲရတယ်လို့ကွာဘာလဲပြစ်ကတ်တဲ့ခံရတဲ့လူပြပါသေးတယ်မှာကြာငငယ်လေးတွေဘာလဲအသက်ဦးမင်းအောင်နဲ့အသက်52နှစ်54နှစ်54နှစ်ကြာတည်သိနေပြီဒီအရွယ်ဆိုတာဒီအရွယ်ဆိုတာတည်သိနေပြီပြည်သူလေကွာပြည်သူမတူဒီအရွယ်ကြီးတဲ့အထိတော့မနေနဲ့လေကွာ PDF တွေဖြစ်နိုင်တယ်
အေးပါမင်းလည်းပြည့်တော့မှာပါ54နှစ်54က PDF ဖြစ် PDF ဖြစ်နိုင်တယ်ဟုတ်လားရှိသေးတယ်ဗာလဲဒေါ်စန်းလားဒေါ်စန်းထီ62နှစ်သူလည်း PDF ပဲအော်မိမကြီးလေအေးလေမိန်းကလေး PDF တွေရှိတယ်အသက်62နှစ်ကွာအော်62နှစ်လည်း PDFဖြစ်နိုင်တယ်ဒါပြစ်တောင်ပြစ်နဲတောင်နဲသေးတယ်နောက်တစ်ယောက်ကဗာလဲကွာဟိုဗာလဲအောင်စရာထွန်းတဲ့သူတို့ဒဏ်ရာ3ယောက်ရသွားတယ်စိတ်ထဲတော့မကောင်းဘူးစိတ်ထဲတော့မကောင်းကြောက်ချွေးချင်းမှာပေါင်းဖော်ဒီခေါ်မလာလို့စိတ်ထဲတော့မကောင်းပြည်သူပြစ်တာဟုတ်အုပ်ကြီးကစိတ်ထဲမကောင်း3ယောက်ပဲထိဘယ်နဲ့ထိုင်းမြန်မာနေဆက်ဖလတူစခန်းသိမ်းတိုက်ပွဲတွေနဲ့စစ်ခွေးဘက်မှ30ကျော်လက်နက်ချအလင်းဝင်အလောင်း10လောင်းတွေ့60ကျော်ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးရမှာတဲ့ထိုင်းစစ်တပ်ကပြန်မောင်းထုတ်မြန်မာပြည်ထွင်းသူဟဲ့ဘာတော့မဖြစ်နိုင်သေးတာပို့ပြီးမဖြစ်နိုင်သေးတာဘာမဖြစ်နိုင်ဒီမှာလက်နက်မရှိတဲ့လူတွေကိုပြစ်တာတော့3ယောက်ပဲထိတာမင်းတို့လက်နက်ရှိတဲ့လူတွေကိုပြစ်တာဟမ်လက်နက်ရှိတဲ့အဖွဲ့လေ KNU နဲ့ PDF တွေပူးပေါင်းအဖွဲ့လေလက်နက်ရှိတဲ့အဖွဲ့သူတို့ပုံလေးကြည့်လေလက်နက်တွေတင်ထားတဲ့ပုံပဲကြည့်အဲ့ဒါလည်းမင်း AI နဲ့လုတ်တာဖြစ်နေတယ်မင်းကလေလင်းပြတ်ကြတာတော့မင်း AI နဲ့သူတို့လုတ်ပြီးတင်သေးတာလေဟာလင်းပြတ်တာလေ AI နဲ့လုတ်တာပဲဒီလက်နက်ပုံတွေရော AI နဲ့အဲ့ဒါ AI နဲ့လုတ်တာAI နဲ့လုတ်တာဒါမှမဟုတ်လေဟိုဒုတိယမရတော့ပါဘူးဒုတိယကဘာစစ်ကကြံခဲ့တဲ့လက်နက်တွေကိုလည်းဓာတ်ပုံရိုက်ထားတာဒီခွေးကြိုင်တဲ့တနတ်တွေလေဟောအေးမသိပါဘူးကွာမထားဒါအာဘောဒီမှာကြီးခွေးကြိုင်တဲ့တနတ်တွေလက်နက်ရှိတဲ့လူကိုကွာမင်းဟိုပုံလိုက်ကြီးလက်နက်ကြီးတွေလည်းရ10ရောက်သေးတယ်အယောက်30ကျော်ဖမ်းမိတယ်ဟိုရောက်60ကျော်ဟိုဘက်နိုင်ငံထွက်ပြေးတယ်ဆိုနိုင်ငံကိုထွက်ပြေးအားလုံးပေါင်းရာကျော်ကြီးကွာဒီစစ်တပ်ကလည်းမောင်းထုတ်တယ်မင်းကောင်တွေခုပဲသွားမယ်မင်းတို့အဲ့သတင်းတွေက AI နဲ့လုပ်နေတာသတင်းက AI ဒုက္ခပဲသတင်းက AI ဟာလဲကွာဒီသတင်းကတမျိုးကွာထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဈေးအစင်းမြင့်ဈေးကြီးကွန်ဒိုတိုက်ခန်းများကိုရောင်းချရာဝယ်ယူသောနိုင်ငံများတွင်လာရောက်ဝယ်ယူသောနိုင်ငံများတွင်မြန်မာနိုင်ငံကဒုတိယအများဆုံးဝယ်ယူမှုဟာအဲ့ဒါတွေချစ်တာတို့မြန်မာပြည်ကအဲ့ဒါတိုင်းချစ်ဖို့ကောင်းတာထိုင်းနိုင်ငံမှာဈေးကြီးတဲ့ကွန်ဒိုတိုက်ခန်းတွေမြန်မာနိုင်ငံကိုဆင်းရဲတယ်လို့ဘယ်သူပြောလဲဘယ်သူပြောလဲမြင်နေတော့သူများနိုင်ငံတွေတဲ့စာရင်ထိုင်းနိုင်ငံမှာအစ်စ်မြင့်ကွန်ဒိုတိုက်ခန်းတွေကိုဝယ်ယူမှုအားမြန်မာနိုင်ငံကဒုတိယရှင်းတယ်နော်ဟဲ့ရှင်းတယ်လေနေစမောရှင်းတယ်ဆိုဒီလောက်ဒုစီမှာဒီလောက်ပြည်သူတွေဈေးကုန်စည်နှုန်းတွေတက်တယ်လို့ပြောတယ်ကုန်စည်နှုန်းတွေတက်မီးတွေပြက်နော်စက်ရုံတွေကလဲပတ်မှုမရှိပြည်သူတွေမှာတနေ့လောက်တနေ့စားဖို့တော်တော်ရုန်းကန်နေရတဲ့အချိန်မှာဒီကွန်ဒိုတွေဝယ်တယ်ဆိုတော့သူတို့ဘယ်ဒုတိယအများဆုံးနိုင်ငံကမြန်မာနိုင်ငံဟောအေးကောင်းတယ်လေမင်းလည်းအုံတော့ပါလာတယ်စဉ်းစားပေါ့ဘယ်သူတွေဝယ်နေလဲလို့ဟာဘဘကြီးရဲ့ခင်မှာဆိုတော့တိုးတက်လာတဲ့ခေတ်ကြီးမှာပတ်စံပေါ်များဒီလိုသူတို့ဘယ်သူတွေဝယ်နေလဲမင်းလည်းအုံတော့ပါလာပဲစဉ်းစားကြည့်ပေါ့လို့သူတွေဝယ်မလဲတို့မြန်မာနိုင်ငံကြီးမှာစင်မီဟောင်းကလည်းတောက်စင်မီကဟောင်းတောက်တဲ့နေရာတိုင်းမှာတိုက်ပွဲတွေဖြစ်နေတာတိုက်ပွဲတွေဖြစ်နေတာမင်းလည်းအုံတော့ပါလာပဲစဉ်းစားလို့အဲ့ဒါကြောင့်ပြည်သူရလည်းငတ်နေပြီပြည်သူတွေလည်းငတ်နေတယ်ပြောတယ်ဒါဆိုဘယ်သူကချမ်းသာသဘောပေါက်ဟမ်တိုက်ပွဲဒီကတော်လိုင်းပြီးသွားလို့ရှိရင်အခုဘောမထားတဲ့ခရိုနီကြီးတွေဟဲ့လားခရိုနီကြီးတွေသူတို့ကလည်းသူတို့မိသားစုတွေအချိန်ကြီးကောင်းမှုတဲ့အရင်ဆုံးကျုပ်လွှဲရမယ်ကျုပ်ဝယ်ထားလိုက်ဒါ one quest ဟုတ်ပြီကိုဝယ်ထားလိုက်နောက်တော်လိုင်းအောင်ဝိုင်းဒီကောင်တွေတော်လိုင်းအောင်တဲ့အချိန်မှာအခုဗာလဲဘဘကြီးရဲ့တားတပည့်ဘဘကြီးရဲ့တားတပည့်မျိုးတွေဘယ်လိုပြောရမလဲသူတို့ရဲ့မိသားစုတွေသူတို့အလှည့်လာပြီဆိုတာကိုသိတဲ့အတွက်ပြေးလို့မလွတ်နိုင်ဘူးအဲ့တော့ကြိုပြီးတော့ပြောင်းထားမယ်သူတို့ဝယ်မယ်ခရိုနီတွေဝယ်မယ်ဘဘကြီးရဲ့ဒီမျိုးတွေဘဘကြီးရဲ့မိသားစုတွေဝယ်မယ်နောက်ကြံသေးတယ်မင်းလည်းအုံနောက်ရှိတာပဲစဉ်းစားဖို့အဘရဲ့လက်ဆွဲဘွားတွေဝယ်မယ်
နောက်ကြံသေးတယ်မင်းလည်းဘုံတော့ရှိတယ်စဉ်းစား ဘောမှအမှုပညာရှင်တွေဝယ်မယ် ဟိုဆိုတော့ကနာမခါထဲမှာပွဲကနေတဲ့အချိန်မှာပြည်သူတွေလက်နက်ကြီးနဲ့ပစ်နော်ဟိုလေရင်ကျဲခိုင်းနေတဲ့အချိန်မှာအငိတ်ကတဲ့ကောင်တွေပွဲကတဲ့ကောင်တွေတော်လည်းပြီးွားလို့ရှိလို့ရှိရင်ဒီကောင်တွေအေးလက်ဆက်တော့သူတို့ကတော့ကကြာမောဟများတွင်ပေါ်တမီမှပြောရဲညာပြောကပြသဘောပေါက်ဝါအိတ်ဆက်စိတ်และရွှေငါပြအိတ်စေးလေးပေးပါအိတ်စေးလေးပေးပါအိတ်စေးလေးပေးပါအိတ်စေး